ဟုတ်ကဲ့မင်္ဂလာပါเนาะကျွန်တော်မေးထားတယ်9988နောက်ပိတ်ကလေးတဲ့အဲ့ဒါလေးကကောင်းလားလို့ပေါ့เนาะဒီနံပါတ်ကလေးကကြတော့သူက9988နောက်ပိတ်ကတော့မရဘူးပေါ့เนาะ88နောက်ပိတ်ကအစိုးကောင်းလေးရောတယ်99ကအတွဲလေးကတော့ကောင်းတယ်98အတွဲလေးလည်းကောင်းတယ်เนาะဒီနံပါတ်ကလေးကကင်လာကြလို့ရှိရင်စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေတယ်လောက်ရဲကင်ရဲတယ်တုံတုံဘယ်သူမှမကြောက်တတ်ဘူးအဲ့လိုမျိုးပေါ့เนาะစိတ်ပင်ပန်းလူပင်ပန်းဖြစ်စေတယ်စိတ်တွေလည်းကြမ်းတမ်းလာစေတယ်ပေါ့เนาะဒီနံပါတ်ကအစွဲလန်းလည်းကြီးတယ်ဒီနံပါတ်နောက်ပြီးတော့လောက်ရဲကန်ရင်းရဲကြောက်လဲဆုံးရှုံးမှုတွေကြုံသေးတတ်တယ်ပေါ့နော်ကြကန်ရင်ငွေဘယ်လောက်ပဲရအောင်ငွေအထွက်များသေးတဲ့နံပါတ်လေးပေါ့နော်ဒီနံပါတ်ကလေးကကဲအခုဗီဒီယိုဖိုင်လေးနဲ့ပြောကြားပြလိုက်ပြီနော်ကဲမိတ်ဆွေတွေဖုန်းနံပါတ်ထဲမှာဒီ88နောက်ပိတ်တို့เนาะ8နောက်ပိတ်တို့ပါနေတယ်ဆိုလို့ရှိရင်အခုလိုနံပါတ်တွေကတော့ရေရှည်သုံးလို့မကောင်းဘူးပေါ့နော်ရေရှည်သုံးနေဆိုရင်စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေတဲ့ဒေါသတွေလည်းကြီးစေတယ်လောက်ရဲကန်ရဲတဲ့တုံတုံမကြောက်တတ်ဘူးအဲ့လိုမျိုးအကျိုးလေးတွေရှိသေးတာပေါ့နော်ငွေတော့ရတယ်ဒါပေမဲ့လည်းငွေကကြကန်အထွက်များစေတယ်ဆိုတော့နော်နံပါတ်ရဲ့ position လေးကြောက်ပေါ့နော်ကဲအခုဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးလိုက်ပါတယ်နော်